တဲ့ရေဒီနေ့စတော့ဘယ်ရီပူဒီနေ့လှုပ်စားကြမယ်ချက်တော့ရေဒါတော့ပတ်ဝင်တဲ့ပစ္စည်းတွေပေါ့နော်ဒီနေရာမှာဒီလိုနှုတ်လေးတုပ်ထားပါတယ်အခြားနှုတ်တုပ်လို့လည်းရပါတယ်ပေါ့နော်နည်းနည်းလေးလုံးမယ်ဆိုတော့ဒါလေးပဲတုပ်ထားပါတယ်စတော့ဘယ်ရီခုနှလုံးရဲ့ကျဲဥလေးပါမယ်နှုတ်ပါမယ်နောက်ပြီးတော့အထွတ်ထွတ်သုံးချုံမုံသုံးဆုံးလောက်ထပ်ထားတယ်နောက်ပြီးတော့တခြားကြတော့တစ်ဆုံးနှစ်ဆုံးလောက်ထပ်ထားပါတယ်နော်ဒါဆိုစတော့ဘယ်ရီကိုအရင်ဦးဆုံးကျိတ်ဆက်တဲ့ကျင်းနေအောင်အရင်ဦးဆုံးကျိတ်ထားလိုက်မယ်ပေါ့နော်အရင်ဦးဆုံးကျင်းနေအောင်ကျိတ်ထားလိုက်အောင်မယ်ဆန္ဒစတော့ဘယ်ရီလေးကျိတ်ထားလို့ပြီးပါပြီပေါ့နော်ဒါဆိုကျဲဦးလေးအရင်ပေါက်ထည့်မယ်နောက်ပကတလောက်တဲအောင်ပြီးတော့ note ထပ်မယ် note ကကြတော့တဝက်လောက်ပဲသုံးထားပါတယ်နော်ဒီလိုဘယ်လောက်စီလဲဆိုတော့ဒီလို180 mg တဝက်လောက်ပဲသုံးထားပါတယ်နော်90လောက်ပဲပေါ့နော်ခမအောင်ပြန်မွေးမယ်စင်ပြီးရင်တကြားထည့်မယ်ပြီးရင်တွေ့သုံးကြုံမုတ်ထက်မယ်နော်သမအောင်ရင်ပြန်မွေလိုက်မယ်ပြီးရင်စားလေးနည်းနည်းထည့်မယ်နော်ကားလေးတမအောင်ပြန်ဝင်ထားလိုက်မယ်စင်ပါလေတမနေပြီဆိုတော့ဆွနာကြောက်တာကြိတ်ထားတဲ့စတော်ဘယ်လေးလေးပြန်ထည့်မယ်နော်ဆွနာကြိတ်ထားတဲ့စတော်ဘယ်လေးလေးပြန်ထည့်မယ်သူရဲ့အရေးကြီးပဲယူမှာပေါ့နော်ဒီလိုစကားနဲ့စစ်ထုတ်ပေးမယ်စင်ဒီလိုစကားနဲ့စစ်ထုတ်ပေးမယ်နော်ဒီဒါတော့စတော်ဘယ်ရီပူတင်နေပေါ့နော်ဆန်လောက်ချက်တာဘယ်လိုပုံစံမျိုးလေးလာအောင်လဲစကြည့်ကြရအောင်ချစ်တယ်ရေဟောင်းလို့တာတို့ဒီချက်ပြုတ်တို့မလုံးကြီးတို့ချက်ပြုတ်တို့ဆိုဝါဒနာပါပေါ့နော်ငငယ်ကတည်းကနေဒါပေမဲ့ကိုချက်ကိုကောင်းပါပဲအခြားတို့ကျွေးတယ်ဆိုရင်လည်းသူတို့ကောင်းတယ်ပြောမှကိုကကြိုက်တာမကောင်းပြောလို့ရှိရင်တစ်ခါပဲကျွေးပါရဲ့နော်အဲဆိုဒီလောက်ဆိုရပါတယ်ပေါ့နော်မုတ်သားလေးနဲ့တမအောင်ပြန်ဝင်လိုက်မယ်စင်
ဒီလိုသားလေးရမှာပေါ့နော်နားလေးမွေးနေရောစင်ချက်တော့ရေခဲတာဆိုဒါလေးရပြီဆိုတော့တခြားရေပြန်ကြုံမယ်နော်ဒါတော့တခြားရေပြန်ကြုံမှာပေါ့နော်တခြားကိုထမင်းစားဆုံးသုံးဆုံးတော့တုံထားပါတယ်နော်မင်းလေးထဲမှာအပူလေးပေးမှာပေါ့နော်တခြားရေလေးအားစားတော့နည်းနည်းလေးပြောက်လိုက်ပါနော်ဆိုနဲ့ပြင်လိုက်ပါမယ်ဒီလိုပုံစံလေးရတာပေါ့နော်ဒီလောက်ဆိုရပါပြီစင်ဒီလောက်ဆိုရပြီပေါ့နော်ကိုလုံးမဲ့ပုံစံခွက်ထည့်ထားမယ်ဆိုနာလောက်ထားဆိုတော့ဒါလေးပြန်ထည့်မယ်နော်မုံနည်းလေးပြန်ထည့်မယ်မုံနည်းလေးထည့်ပြီးတဲ့အခါကျတော့ဖုံလေးပြန်အုံးမယ်စင်ဖုံလေးပြန်အုံးပြီးတော့ပြန်ပေါင်တော့မယ်နော်ဒီလိုပုံစံမျိုးလေးရမယ်စောင့်ကြည့်အောင်စင်ကျတဲ့အခါဘယ်လိုပုံစံမျိုးလေးလာမလဲဒါတော့စတော်ဘယ်ရီဘူတင်လေးပေါ့နော်ချစ်လို့နော်ဒီမျိုးလေးဖုံးလေးအုပ်ထားတယ်ခဲတာဆိုရင်ပေါင်ဝန်တဲ့ရင်နွေးလဲဆူလာပြီဆိုတော့ဆောင်းမုတ်တာလေးပြန်ပြီးတော့ပေါင်ထပ်ပါမယ်နော်15မိနစ်20လောက်ပေါင်ထားမယ်နော်ဒါဆိုရင်မုတ်လေးပေါင်းထားရင်လည်းစောနာလောက်ထားတဲ့ဥခွက်ပကံတွေအရင်ဦးဆုံးစစ်ထားလိုက်အောင်မယ်စင်ချက်တော့ရေစောနာပေါင်းထားတာလေး15မိနစ်လောက်ပြည့်ပြီပေါ့နော်ဒါဆိုမီးလေးပိတ်ပါတော့မယ်ခိမုတ်လေးအေးပါတယ်စတော်ဘယ်ရီပူတင်လေးရပြီဆိုတော့ခဏလေးအေးခံလိုက်အောင်မယ်เนาะချစ်တော့နော်ချစ်တော့ရေမုတ်သားလေးအေးလာပြီဆိုတော့ကိုထမ်းမဲ့ပကံခွက်လေးကိုကိုထမ်းမဲ့ပကံလေးကိုထမ်းပါမယ်เนาะဒီမျိုးလေးမောင်းထည့်မှာပေါ့เนาะကြည့်ကြရအောင်မုတ်သားလေးဘယ်လိုနေမလဲအိုးချစ်တူရေကြည့်ကြပါဦးစင်စတော်ဘယ်ရီပူတင်နေပေါ့နော်အမှန်ဆိုဒီအပေါ်ကကြတော့လေစတော်ဘယ်ရီအနည်းရစီလို့စင်လည်းရတာပေါ့နော်တရားမရမရှိဘူးပေါ့နော်ဒါလေးပဲတုတ်ထားပါတယ်အသားလေးကအီးဆက်နေပါတယ်ကြည့်ကြပါဦးချစ်တော်ရေဒါဆိုအထဲလေးကိုကိုရီလီကြည့်ကြရအောင်နော်ဒါလေးဘယ်လိုလာမယ်ပေါ့နော်
ကြည့်ကြအောင်ချစ်တို့ရေစားချင်းစပွဲလေးကောင်းတဲ့စတော်ဘယ်ရီပူတင်လေးပေါ့နော်ထဲအသားလေးကိုကြည့်ကြရအောင်ဒီလိုမျိုးပေါ့နော်ချစ်တို့နော်စတော်ဘယ်ရီအယောင်လေးတိတ်မလောက်ဖြစ်နေတယ်ပထမဦးဆုံးလှုပ်ထားတာဆိုတော့ဒီလောက်လေးပဲရမှာပေါ့နော်ကဲစားချင်းစပွဲကောင်းတဲ့စတော်ဘယ်ရီပူတင်လေးပေါ့နော်ချစ်တို့နော်ချစ်တို့လည်းလိုက်လုံးစားကြည့်ကြနော်လောက်ရတာလည်းမခက်ပါဘူးစိကြည့်ကြပါဦးစားချင်းစပွဲကောင်းတဲ့စတော်ဘယ်ရီပူတင်လေးပါကျမရေလက်ကျူစားကြအောင်တော့ချစ်တို့နော်နောက်နေ့မှပြန်ဆောက်ကြမယ်နော်အားလုံးချစ်တယ်နော်ချစ်တို့နော်အားလုံးဘိုင်ဘိုင်